ကဲဒါကတော့ညီမနှစ်ယောက်အိမ်ခေါင်မိုးပေါ်ပေါ့နော်ခေါင်မိုးပေါ်ဆက်လက်ကလေးမှာရောက်နေပါတယ်ရှင်ဆယ်ပေအယောင်းလေးပြပေးပါမယ်ရှင်ပေ20တဲကနေပြီးတော့ဘတ်ဂျက်မသုံးကျင်တဲ့အဝယ်တော်တွေအတွက်ကိုကျွန်မဒီမှာ10ပေလေးလာရိုက်တာပေါ့နော်ဒီလိုမျိုးခေါင်မိုးဆက်လက်လေးနဲ့10ပေပေ60စာရွက်စာတမ်းမူရင်းလေးနဲ့ရမယ်ပေါ့နော်ဒီမှာနော်ဒါဆွမ်းတော်ကကျွန်မဒီခေါင်မိုးပေါ်ကနေဆင်းလာတဲ့အိမ်နောက်ဖက်လေးကားလေးနော်အိမ်ကိုဒီနေ့ကတော့ဟိုးအပေါ်ဆုံးကနေစောက်ထိုးစပြီးတော့ပြတာပေါ့နော်ဒါကပြီးလို့ရှိရင်ဒီမှာနောက်ဆုံးခန်းလေးပေါ့နော်ဒီနောက်မှာဆိုလို့ရှိရင်ဆွမ်းတော်လေးကားလေးနဲ့ဒါအပေါ်တက်ပထမအပေါ်တက်လေးပေါ့ရေချိုးခန်းအိမ်မှာရှိမယ်ဒီမှာနော်ဒီလိုလေးပြပေးမယ်ဒါကတော့အပေါ်တက်မှာပါမယ် master bedroom လို့ပုံစံမျိုးပေါ့နော်ရေချိုးခန်းအိမ်သားနဲ့ဒီနောက်မှာကျတော့ဆွမ်းတော်ကဒီမှာဆင်းလာခဲ့တဲ့လေးကားလေးပေါ့နော်အပေါ်ဆက်လက်ကိုတက်တဲ့လေးကားလေးဖြစ်ပါတယ်ပြီးရင်ပထမတက်မှာကိုပဲဆွမ်းသားကအဲ့အခန်းလေးတွေကနေထွက်လာရင်ကျမတို့ဒီမှာပေါ့နော်ဒါ hall type ပေါ့နော်အပေါ်တက်ဖျားခန်းနဲ့ hall type အကျယ်ဖြစ်ပါတယ်ဒီအိမ်လေးကတော့သူကအခန်းဖွဲ့တော့မပါဘူးအကုန်လုံးကဒီမှာပေါ့နော်အပေါ်တက်အောက်တက် hall type လေးဖြစ်ပါတယ်နှစ်ထပ် steel structure လေးနဲ့ပေါ့နော်နောက်ကဒီရေတိုင်ကြီးတင်တဲ့နေရာလေးကိုဆက်လက်လေးပေါမှာဖြစ်ပါတယ်ဒါလေးကတော့ဝရဏာလေးပေါ့နော်သူကမြေသားလမ်းလေးကွန်ကရစ်လမ်းနဲ့ဆိုလို့ရှိရင်တော့ပေ23အိမ်မြောက်လောက်ပဲဝင်ရတဲ့နေရာဖြစ်ပါတယ်ကဲဒါဆိုဟိုအပေါ်ဆုံးဆက်လက်ကနေပြီးတော့ဒါပထမတက်ပေါ့နော်အခုအောက်ဆုံးထပ်ကိုဆင်းပါမယ်ရှင်ဒီနေ့ကတော့အိမ်ကိုပြောင်းပြန်ပြတာပေါ့နော်သူကအောက်ထက်ကလည်းဒီလိုမျိုးဟောတိုက်လေးပဲအပေါ်တက်အောက်ထက်ကိုဒီလိုကြွေပြားလေးတွေအပြည့်ခင်းထားမယ်မျက်နှာချက်တွေအားလုံးမီးလိုက်တင်တွေအားလုံးအစင်သစ်လုပ်ထားပြီးသားပေါ့နော်မြင်ကြီးတက်ကောပထမတက်ကောအကုန်လုံးကဟောတိုက်ပုံစံလေးပဲပေါ့နော်ဒါကတော့မီးဘူကန်းနဲ့ရေချိုးကန်းအိမ်သားလေးဖြစ်ပါတယ်အင်္ဂလေးဟောတိုက်ပုံစံမျိုးထားတဲ့အတွက်ကိုကစိတ်ကြိုက်ပေါ့နော်အခန်းပုံစံမျိုးပြန်ဖွဲ့လို့ရပါတယ်အပေါ်အောက်ဟောပဲနော်အခန်းဖွဲ့တော့မပါဘူးဒါကတော့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်စင်တကောင်မှတ်တိုင်အနီးမှာရှိတဲ့ပေ10ပေပေ60အိမ်လေးဖြစ်ပါတယ်ဒီမှာနော်စောနာပြပေးခဲ့တဲ့10ပေအိမ်လေးနဲ့ကွန်ကရစ်လမ်းနဲ့ကဒီလောက်လေးပဲနော်ကွာဝေးကပေ20 2အိမ်3အိမ်မြောက်လောက်ပဲဝင်ရတဲ့ location ဖြစ်ပါတယ်ဒီနေ့မိတ်ဆက်ပေးသွားတဲ့အိမ်လေးရဆိုလို့ရှိရင်တော့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်စင်တကောင်မှတ်တိုင်အနီးမှာတည်ရှိတာပဲဖြစ်ပါတယ်10ပေပေ60ကိုဘတ်ဂျက်နဲ့ဝယ်ခြင်းနဲ့အဝယ်တော်တွေလာပြီးတော့ကြည့်လို့ရပါပြီရှင်စာရွက်စာတမ်းပါမစ်မူရင်းလေးရပါမယ်ဈေးနှုန်းလေးက3900ညှိနှိုင်းဈေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့အောင်မိုင်းရဲ့အဝယ်တော်တွေဖုန်းလေးကျဆက်ပြီးလာပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်တတ်တာပါ